ကို1000ကျော်ရပုံငွေသူ့အချိန်တိုင်းသူထည့်ပြီးသားစီရီယံမရှိဘူးအောင်မြင်တယ်ဒီ NLD အစိုးရတတိယဒန်းသားတွေစောက်ကြီးစောက်ကျဲကြမှာစီရီယံဥတွေတဲ့ကားကနေရှင်းပြမယ်အခုနောက်မှဒီမှာကလေးတယောက်ကပြောလို့နိုင်ငံခြားအကျိုးစီးပွားကာကွယ်ရေးဥပဒေကိုပြတယ်ဒီမှာဝန်ပေါင်ရန်စီမှာအဲ့ဒါနိုင်ငံခြားသားတွေစီရီယံတွေအများကြီးပဲစီရီယံတွေအများကြီးပဲကျင်းဒီဝန်ပေါင်စီရီယံတွေအများကြီးပဲကဲနိုင်ငံခြားကုမ္ပဏီတရုတ်ဖက်ဆာကုမ္ပဏီမှာစီဒံမလုပ်တဲ့ NUG ကစီဒံမလုပ်တဲ့လူတွေကိုသူကပြောတယ်နောက်တော့နိုင်ငံခြားအကျိုးစီးပွားကာကွယ်ရေးတဲ့ကဲကျင်းဒီဝန်ပေါင်ကစီဒံတွေဘာလုပ်မလဲစောက်ယူတွေအဲ့ NLD ကတတိယဒန်းသားတွေကတကယ်စောက်ယူတွေအဲ့မှာပြဿနာတက်ပြီပြဿနာအဲ့မှာတက်တာပြောပါရှင်းမယ်ဘို့လေးကပြမရှင်းဘူးလူငယ်တွေမင်းတို့အနာကပြောင်းသူလွတ်တော်အဲ့ဒါမင်းတို့ရှင်းရပါကြည့်လိုက်ဝန်ပေါင်ရန်စီကဝန်ထမ်းတွေနိုင်ငံသားကုမ္ပဏီကဝန်ထမ်းတွေအခုစီဒံလုပ်ရတာအများကြီးပဲလာတာအရင်ကောင်းတယ်တစ်သိန်း10သိန်း15သိန်းအဲ့ဒါတွေစီဒံလုပ်ပြတယ်သူကနိုင်ငံသားအကျိုးစီးပွားလဲကာကွယ်ပြောတော့ ICM တွေကြတော့တပုံးနေတာဓမြတွေဖြစ်ကုန်ပြီလားကျောင်းဆရာဆရာမတွေကြတော့စီဒံမလုပ်တော့အညာမှာကလေးတွေကမိဘတွေကပေးတဲ့9000ဝဲရတယ်9000ဝဲရတယ်တချို့6000 9000ကားပြရောက်လျာနေရွာပေါင်း20လောက်ရှိတယ်အများကူညီတဲ့ပတ်စံနဲ့အဲ့ဒါလေးတွေကလေးတွေကိုဂုံပြူခဲ့တယ်လှစာမဟုတ်ဘူးကားပြအစိုးရမဟုတ်ဘူးကားပြမဟုတ်တော့အဲ့ဒါလေးတွေကိုထောက်ပံ့ပေးခဲ့တယ်မဟုတ်အလုံးနဲ့တခြားစီဖြစ်နေတာကိုအပြောနဲ့တခြားစီဖြစ်နေတာခုနေ့ကကိုမေးကိုနိုင်စီနေမှာဘာလဲအောင်စကားဆိုတဲ့ဟာနဲ့အကုန်လုံးတက်လာသမရကြီးတို့ဘာညာအယူတွေအညာနဲ့တခြားစီအညာဖြစ်နေတဲ့တခြားစီကျွန်တော်တို့ဟာတဲ့လက်ပလာနဲ့လာခဲ့ကြတယ်တဲ့ကိုမေးကိုနိုင်ပြောရတယ်အားလုံးပြောတယ်သူတို့ဖွဲ့လက်ပလာနဲ့လာခဲ့ပြီအခုအောင်မြင်တယ်တဲ့အညာလက်ပလာတဲ့လားအညာမှာလက်ပလာတဲ့လားဒီမှာအညာတက်ဦးအဖွဲ့တွေအိမ်နေချမ်းနေရောက်ဝိုင်းနေရောက်ပြီးတော်လာထားတာလေဒီရမ်းမိုင်းတွေကအလကားရတာလားတိုမီးကအလကားရတာလားတတိယဒန်းသားတွေနွားတွေဘာလက်ပလာလဲအညာမှာရမ်းလေကားရတာလားဟဲ့အောင်ရမ်းတံဘလောက်လဲတိုမီးတစ်လက်ဘလောက်လဲချမ်းရီလဲတွေဝိုင်းတွေရောင်းပြီးတော့အညာသားတွေဝယ်ထားတာလက်ပလာဘာမှမရှိဘူးကလေးတွေကတနတ်ပေးအသက်ပေးမယ်မမများနဲ့ပွဲကားမယ်စစ်ခွေးတင်ချိုင်းစကိုင်းတိုင်းဘရောက်ဟုတ်လဲအောင်ပန်ဆယ်လို့တိုက်လျှောက်တာကားစီးတာမင်းတို့ချမ်းသာနေတာလွတ်တော်ကိုသလား1000ကျော်မင်းတို့ပန်ဆယ်လို့ရှာတဲ့ထိုင်စားတာအညာမှာကလေးတွေသေနေဘာလက်ပလာလဲစောက်ယူတွေငါတို့ကမြေပြင်မှာရှိတာနားတယ်ဟိုအညာမှာလက်ပလာဘာမှမရှိဘူးရမ်းဝယ်ရတာတုံမီဝယ်ရတာဟို6ပေါက်ကြီးဝယ်ရတာအကောင်ဝယ်ရတာဘာမှမရှိဘူးဝိုင်းနေလဲတွေအကောင်ရောင်းဝယ်တာဝယ်ပြီးတိုက်လို့လွတ်မြောက်နေပြီကြမှာလက်ပလာနဲ့စခဲ့တယ်မင်းတို့ကလွတ်မြောက်နေပြီသွားပြီးတော့မှတိုင်းရင်းသားတွေတော်လန်ခဲ့တဲ့ပြဿနာ86နှစ်ရှိပြီလွတ်လိုက်တဲ့အတူပါခဲ့တာဘာဖြစ်လဲတိုင်းသားဓာတ်လူညီမကြီးသူ့လို့တာကြီးဖို့စောက်ယူမင်းတို့ NUG MOD သွားမှတိုက်တာမဟုတ်ဘူး86နှစ်ရှိပြီလွတ်လိုက်တဲ့အတူတိုက်နေတာတိုင်းသားသူ့လို့တာမင်းတို့လောက်မှာအညာကိုလောက်ရမှာဘာလဲစစ်ကိုတင်ချိုင်းတကိုင်းတိုင်းဗမာလဲမမညာတဲ့ပွဲကမယ်ဗမာလဲမင်းတို့ကမစ်ရှင်ခေါ်ဒီလေးခေါ်သေရောအညာစောက်ယူတွေအညာသေအောင်တတ်တာမင်းတို့မရောက်နိုင်တဲ့လက်ဝါးချင်းရိုက်လာရောက်မင်းတို့ပါသုံးလုံးတော့အများကြီးပဲအကုန်ဖော်ထုတ်ပါဒါကြောင့်မို့အဲ့ဒီကလေးကြည့်တာအောင်စကားတဲ့အစင်မပြေဘူးမြေပြင်ကကားပြအစင်မပြေဘူးအဲ့ဒါတွေပြောချင်တာမြိုင်းရင်းနှမော်ရောက်သွားတယ်10မိုင်ပတ်ချလဲဒီမှာရင်းနှမော်ဆင်းနေကုန်ပါတယ်နော်ကြောက်ခွက်မော်ကိုရောက်သွားတယ်ရင်းနှရှန်တွင်းတရက်ကိုဘောက်စား15တိအစီး20ကျင်းတွေထွက်လိုက်တာအဲ့ကျင်းတစ်ပေါက်ကိုပါကဖောက်ပေးရတာ50 40 30 20သိန်းအဲ့ဒီခုံတွေဘယ်ရောက်ကုန်လဲ2000ပြမယ်ရဲဘော်ကဗျာအဲ့ဒါကိုချပြမယ်ကိုမကြီးပြောသလိုဗျာလေမာမကြောက်ဘူးလားဒါတော့ခီးသွားတာလုံချိုလေးတော့ပါတယ်လေမာကြောက်တာပေါ့ကိုမကြီးစကားနဲ့တခွန်းနဲ့ပြောမယ်88ကိုမကြီးစကားယူပြောမယ် credit ပြုတယ်သေသွားပါစေ60ထဲမှာအဖိုးလေးဖြစ်နေပြီအနာကကလေးတွေအသေးမခံနိုင်ဘူးငါတို့သေသွားပြီအနာကလူငယ်တွေတိုင်းပြည်တည်ဆောက်မဲ့လူငယ်တွေအသေးမခံနိုင်ဘူးဒီအချက်လက်ကိုရအောင်ဖော်ထုတ်ပေးတယ်မင်းတို့လူငယ်တွေ
လာမယ့်အနာကတိဆောက်မဲ့လူတွေဒီအချက်လက်ကိုယူပြီးတော့မှဒီငွေတွေဘယ်ရောက်ကုန်လဲအရာအသုံးဘာမှလဲဆယ်မိုင်ပတ်ချလဲရေနံပြင်ယူရေနံရှန်တွင်းတွေနောက်ရက်ဒီမှာဗီဒီယိုကလစ်နဲ့ပြတယ်ဒီနေ့ကတော့ပြန်တက်ချင်းသဘောထားပြောပြတာနောက်ကျွန်းပုံတော်ပုံညာရောက်ခဲ့တယ်ရဲဘော်ကဗျပုံတော်ပုံညာရောက်ခဲ့တယ်ကျွန်းကြီးတွေရောက်ခဲ့တယ်နော်မရောက်ခဲ့တာအလောင်းတော်ကတ္တပကြောဝိုင်းတခုပဲမိုးတအားရွာတော့လဲနဲ့ပြန်ခဲ့ရတယ်အဲ့ဒီကိုမသွားနိုင်ခဲ့ဘူးနော်အဲ့ဒီကြောဝိုင်းတွေရဲဘော်ကဗျမတ်တန်းအကုန်ယူခဲ့တယ်ဒီမှာတော့ပြောရင်တော့စင်ကျွန်းဆိုင်ခင်းပေါ့အဲ့ဒီမှာအဲ့ဒီကျွန်းက1980ဦးလေးဝင်းလက်ထက်တည်းကကျွန်းဆိုင်ခဲ့တာအဲ့ဒီမှာစိုက်ခဲ့တဲ့အလုပ်သမားတက်ကြီးပြီး80ကျော်ပြီးသူနဲ့တွေ့ခဲ့တယ်နောက်တော့အဲ့ဒီတစ်တော်ဝန်ထမ်းနဲ့တွေ့ခဲ့တယ်ဒါကျိုးဝိုင်းမှာ21 22 23နော်23အဲ့ဒါလဲကန်ကျိုးဝိုင်း24 25အကုန်လုံးတောက်လျှောက်ကျွန်းကင်းအမှတ်တွေပါပြတယ်ပြီးတဲ့ခါကျတော့ကျွန်းကင်းအမှတ်23နည်းနည်းကျန်တယ်ဟိုဘက်ကရမားကျွန်းကင်းကဧက45 50လောက်ပဲရှိရတယ်ခုတ်ထားတာဒီဘက်ကစင်ဘက်ကကျိုးရင်ကဒီလဲကန်တို့လဲကန်ကျိုးဝိုင်းအဲ့ဒါတွေကသူတို့ခုတ်တာစက်တာကျိုးဝိုင်းအဲ့ဒါတွေကမြေကြီးပါတူးပြီးတော့ပြန်မြုပ်သွားတာတချို့တောင်တာတွေစိုက်ပြီးသွားပြီဧက6000ကျော်ဦးနေဝင်းလည်းကစိုက်ခဲ့တယ်ဦးသန်းရွှေမခုတ်ဘူးနောက်တော့ဦးသိန်းစိန်မခုတ်ဘူးဦးဝင်းမြင့် NLD အစိုးရလက်ထက်မခုတ်ဘူးပါသုံးလုံးအစိုးရတဲ့2021အာဏာသိမ်းပြီးပါသုံးလုံးအစိုးရလက်ထက်ကြာမှပြောင်းသွားတာပုံတော်ကျုံကြီးလဲပြောင်းသွားပြီလောက်တော့ကတ္တပ UNESCO စီးဝင်ကျုံကြီးနေမှတ်တမ်းယူခဲ့တယ်နောင်လာမဲ့အနာဂတ်လူငယ်တွေဒီမှတ်တမ်းတွေမင်းတို့စုတာပြည်တော်သူလွတ်တော်မှာမင်းတို့အရှင်ယူလေးကပြဘယ်ချိန်သေလဲမသိဘူးမြေပြင်မှာသေပါပဲသေမင်းတို့အနာဂတ်ကိုအကောင်းဆုံးတည်ဆောက်နိုင်ဖို့လေးကပြလှုပ်ရဲတယ်ကျုံကြီးတွေနည်းတော့ကျုံကြီးတွေမဟုတ်ဘူးဗီဒီယိုကလစ်တွေယူလာတယ်နောက်ရက်ကျမှအဲ့ဒါကိုပြမှာဧက6000ကျော်တော့ဒီပါသုံးလုံးခိကြမှာပျောက်တာအဲ့ဒါဘယ်ရောက်ကုန်လဲဒါတွေကတပိတ်ဝင်အိတ်ဝင်ဆိုရင်အညာဒေါ်လာရေးနှွေဦးဒေါ်လာရေးမှာစစ်ပေးရှောင်းတွေစစ်ပေးဒုက္ခတွေအများကြီးပညာရေးကျန်းမာရေးအကုန်လုပ်ပေးနိုင်တယ်လက်နက်တွေအကုန်ပြည့်အောင်ဆင်ပေးနိုင်တယ်နိုင်ငံရေးအကြောင်းပြပြီးတော့အမေစုကထောင်ထဲမှာဦးဝင်းမြင့်တို့ဒေါက်တာဇော်မြင့်မောင်တို့ဒေါက်တာမြင့်နိုင်တို့ဒေါက်တာအောင်မွေးညိုတို့ဒေါ်နန်းခင်တွေမြင့်တို့အသက်ကြီးကုန်ပြီထောင်ထဲမှာဒီမှာနိုင်ငံရေးအကြောင်းပြပြီးတော့ခွေးကြောင်စားတွေလှုပ်စားတာရောက်လွင်ကိုလာမရင်ငယ်နဲ့မင်းညှက်ယူနေတဲ့မင်းကြိုးစင်တက်ရမှာတနေ့ရေးပြမှာငါရှိတယ်မင်းကြိုးစင်တက်ရမှာတူးကောင်မင်းမပြေးတဲ့ပြည်တော်သူလွတ်တော်တွေမင်းကိုချိန်ဆက်ကြတဲ့ရိုက်ခေါ်မှာမင်းဘာမှငင်းနေနဲ့ရေးပြမှာဒါတွေရှိနေရမှာလေအခုစစ်တိုက်မယ်ဆိုတော့ကြည်မရှိဘူးစစ်တိုက်မယ်ဆိုတော့ကြည်မရှိဘူးကဏီကိုဝင်တိုက်တယ်ကြည်ကုန်သွားတယ်ကြည်ကုန်တာမဟုတ်ဘူးပကဖာကြည်မဖို့ပဲရောင်းစားတာခွေးကောင်စားတွေငါးစီမှာအတန်ဖာရရှိတယ်နော်115 1150 1500နဲ့မင်းတို့ရောင်းစားတာဘာကဘာရောင်းစားတာကလေးတွေကတိုက်နေအနောက်မှာကြည်ခိုးရောင်းစားတာအညာမှာလိုကယ်တွေကြီးဝဲခြင်းဘာဝဲရသိလားအကုန်နေလဲလို့သိလားဘာကဘာဒီမှာဝဲရလားမှတ်ထားရောက်ငါတဲ့ရှင်းမှာမင်းတို့လာရှင်းလဲရတယ်နော်သေရဲမလားအညာတော့မသေရဲပဲတော့မင်းတို့မလာနဲ့စိတ်ပြက်စရာကြီးအညာမှာတအားစိတ်ပြက်ဖို့ကောင်းတယ်ဘာပြောတပ်ပေါင်းစုအဖြစ်ရအောင်တိဆောက်မယ်ရင်ပတ်ချင်းတူတဲ့အဖွဲ့တွေအားလုံးပေါင်းမယ်နော်အခုစီဒမ်ကိစ္စပြောပြီးသွားပြီသူတို့မူဝါဒစီဒမ်ကိစ္စသူတို့မူဝါဒအခုနကလေးတယောက်ကလာပြောလို့အရန်သတိရလို့အေးပါစီဒမ်မရှိအောင်သွားပြီနော်အစွန်းရောက်နိုင်ငံရေးသမားတွေတိုင်းပြည်ဖြစ်စီတာစောက်ယူတွေတတိယဒန်းသားစောက်ယူတွေတိုင်းပြည်ဖြစ်စီတဲ့ကောင်တွေအခုအညာမှာစီဒမ်တွေဘာရလဲသူနာပြုလေးတွေဘာမရဘာမှဥပဒေဆိုတာသူတို့အတွက်ပါတယ်တဲ့လေးတဲ့မေးကြည့်ပါဦးတဲ့ကုန်ပြီဘာမှမရှိတော့ဘူးနိုင်ငံသားအထောက်ပံ့တွေကိုမြဝတီတိုက်ပွဲပါအကုန်သုံးလိုက်ပြီခေါင်းစဉ်ပြောင်းပြီးတော့သူတို့အားလုံးကိုက NUG အစိုးရအဖွဲ့မှာတိုက်ရင်တရင်တာတော့ရှိတယ်ဘာမှမလုပ်ဘဲနဲ့ထွက်ပြေးပြီးတော့မှတော်ထဲမှာပုံနေတဲ့အဖွဲ့တွေလည်းအနည်းဆုံးထိုင်းနိုင်ငံမှာဆိုရင်ဘတ်3000ပေးတာနော်အဲ့ဒီအခွန်တွေကသူတို့အကျိုးစီးပွားတဲ့သူတို့အသက်ရှင်ဖို့အညာမွဲတေပြကြအညာရဲ့အသက်ဟိုးစီးတွေအကုန်သေးသူတို့ချမ်းသာသည်သူတို့ချမ်းသာဖို့သူတို့အသက်ရှင်ဖို့တရားအညာဆောက်ယူတွေမဟုတ်တော့မင်းတို့လိုဆောက်ယူမကြတော့တတိယဒန်းသားတွေမင်းနောက်တစ်ခါမဲရမှာလည်းမဟုတ်ဘူးအားလုံးအမျိုးတွေဟိုနေ့ကပြ Facebook မှာတင်ထားတယ် NLD အောင်နိုင်ရေးဖွဲ့နေတွေ့လို့အမေစုချစ်သူတွေပေါ့အဲ့မှာထောင်းကားတဲ့ပွဲတချင်းလေးနဲ့လှုပ်ထားတယ်နောက်တော့အညာသားတို့တိုက်ပွဲကောင်တချင်းလေးနဲ့ Facebook မှာဝင်ကြည့်လိုက်အဲ့ဒါအားလုံးအမေစုချစ်သူတွေနဲ့စီးရုံးထားတယ်ဒီနေ့အဲ့ဒီအားကိုတွေ့တယ်
အဲ့ဒါ NLD အမေစုရဲ့ NLD ချစ်သူတွေမင်းတို့တနေ့တွေ့ပဲမင်းတို့ဘယ်သွားလဲဘယ်ပြေးလဲရိုးရိုးတော့မလုံးနဲ့3နှစ်ကျော်ပြီးမင်းတို့ဘူးမထောက်ခံဘူးညမှာအညာမှာထောက်ခံတယ်ဆိုတာအခွန်ကောက်လို့ရတဲ့ကောင်တွေဂျုံရောင်းစားလို့ရတဲ့ကောင်တွေခွေးသားသားကောင်တွေမင်းတို့ထောက်ခံအညာမှာမင်းတို့မထောက်ခံဘူး